Hello, cho nó mi con tập của phía trên bài lúc ấy thì mi con cả ba lê sửa xin mà bị tuyên phải á số đi sẽ cái lòng của mi đi con hết tuyên sa tiền ở đông biểu giá đấy nhưng mà bị mà về đấy mi đi con đi mà phải á số sẽ cái lòng của sa tiền đông là giá đấy số đấy à của thì này phía trên đấy hay phải á số đấy sẽ cái lòng gạo bé này sa tiền xin tết là đấy số đấy chẳng ya của đấy cho nó anh em phổ biến trên là phía bà đấy nó sao cho nó chỉ ya nó ra này bắt tay mà cho nó em mi con nằm bà lý sẽ tiếp mà cho nó biểu bị đạp phía bà đấy thì này phụ mà tế sĩ phía toa nó lúa đấy ya đấy thì có cho tháp phía mà cho nó lấy lại từ lọ biểu mà phía bà đấy cho nó lấy lại ya thì thế mà tiền đâu lấy lại bị đạp phía này đấy tiền đâu lấy lại ya này tu đấy ya thì xí này để lú mà tu đấy ya thì lấy xí mà phía bà đấy tại sao chỉ cái này cho nó anh em tí sĩ trên này ở trong thì mi không có lâu chìm phía bà đấy cho nó nghi cố gì phải á số là sẽ cái lông của cho nó tông lâu xí cho nó tông đầm há để lú mà tông tiền để lú nó cho nó âm nhai cho nó line thế mà cho nó tôi giải nó so tại sao chỉ cái này phải á số là sẽ cái lông của cho nó ba ta cha là khỏi từ đâu cả cho nó nghi cố ya cho nó của ba ta cha là khỏi ba ta cha đi cả tông khuyên xí là tông lâu ya là số này này bắt được mà đấy cho nó thép mà biểu đoán mà phía bà đấy rồi anh em của chị này biểu giá trên này là sao cho nó chỉ ya mà nó sao phải á số là sẽ cái lông cả bé này là đấy yên xong cho nó lấy lại nó phải á số là sẽ cái lông cả cho nó bị xin hiện thao ngay vấn chỉ mà mòn lu miêu đi cả sa tiền bị mà đông biểu đấy rồi tầm mai thao thà cho nó tôi ya nó bây giờ xin nào bacteria tháp mà đông biểu đấyเลยဆိုလို့ Greek လူမျိုးဒီနော် Harley လူမျိုးဒီက Greek ကိုတချို့စာပေတွေမှာဆိုတော့ Harley လို့တုံးကြတယ်ကျွန်တော်ညီကိုဒီရဲ့စာပေဒီထဲမှာဆို Harley လို့တုံးတာလည်းတွေ့နိုင်မှာဖြစ်တယ်ဒါကြောင့် Harley လူမျိုးဒီကလည်းဖယားကို Theor ဆိုတဲ့စကားလုံးအနေနဲ့တုံးကြတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒါကဘယ်ခုနှစ်မှာသူတို့ကစတင်ကျင့်သုံးတယ်လဲဆိုလို့ရှိရင် BC 800တော့မဟုတ် BC 1300မှာစတင်ကျင့်သုံးတယ်လို့စာပေတွေမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့နောက်တစ်မျိုးဘယ်သူတွေကထပ်စီမှာကျင့်သုံးကြသေးတယ်လဲအသုံးပြုကြသေးတယ်လဲဆိုလို့ရှိရင် Hebrew လူမျိုးတွေကပြန်ပြီးမှဖယားဆိုတဲ့စကားလုံးကို Elohim Elo ဆိုတဲ့စကားလုံးဒီနဲ့သူတို့ကအသုံးပြုတယ်ယာဝေစတဲ့ဖြစ်ပေါ့နော်အသုံးပြုတယ်ဆိုရလေးကိုကျွန်တော်တွေ့ရတာဆိုတော့ Hebrew လူမျိုးတွေကဘယ်ခုနှစ်မှာစတင်ကျင့်သုံးတယ်ဆိုတော့900စု BC 900စုပေါ့နော် BC 900စုဆိုတော့တွက်ကြည့်လိုက်ကိုပေါ့နော်ဆိုတော့ BC 900စုမတိုင်မီမှာသူတို့ကစတင်ကျင့်သုံးတယ်လို့စာပေတချို့ဒီမှာကျွန်တော်ထပ်ပြီးမှတွေ့နိုင်တာဖြစ်တယ်ဆိုတော့ဒီကနေ့ဒါကိုအခြေခံအားဖြင့်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာပြည်မှာကရောဖယားဆိုတဲ့စကားလုံးကိုဘယ်ခုနှစ်မှာစတင်မှကျင့်သုံးတယ်လဲဆိုလို့ရှိရင် AD 1044နဲ့1280ကြားကာလမှာဆိုတော့တမိုင်းမှာအဲ့ဒီလိုရေးထားတာတချို့က AD 1044မှာကျင့်သုံးတယ်လို့ပြောတယ်တချို့က AD 1280မှာစတင်ကျင့်သုံးတယ်လို့လည်းပြောကြတာဖြစ်တယ်ဆိုတော့အဲ့ဒါခေတ်ကာလကဘသူရဲ့ခေတ်ကာလလဲဆိုလို့ရှိရင်အနောင်ယထာမင်းကြီးရဲ့ခေတ်ကာလဖြစ်ပါတယ်ဆိုတော့ယာစုအနေနဲ့ပြောမှဆို17ယာစုနော်သူက AD ရှိသေးတာ AD ခေတ်ပဲသူက BC မဟုတ်ဘူးစာပေမှာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ပြောပြချင်တဲ့ຢာကမွန်ဒီကဖယာဆိုတဲ့စကားလုံးကနေဒီကနေ့မြန်မာပြည်အလဲပိုင်းရောက်လာတဲ့ခါမှာကျွန်တော်မြန်မာလူမျိုးတွေကဖယာကိုသူတို့ရဲ့စကားသူတို့အခေါ်ကိုသူတို့ရဲ့လေတံအနေနဲ့ဖယာကိုပြောင်းပေးလိုက်တယ်ဖယာအဖြစ်ပြောင်းပေးလိုက်တာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကြောင့်တချို့စာပေတွေမှာလည်းကျွန်တော်ကြည့်လို့ရှိရင်ဒီကနေ့ဗုဒ္ဓဘာသာမြန်မာပြည်ကိုဘယ်နဲ့လာတယ်လဲဆိုတော့တချို့ကမွန်ဖက်ကနဲ့လာတယ်ဆိုတဲ့တမိုင်းတွေအထောက်အထားတွေကိုလည်း
ပြောကြတာကိုကျွန်တော်ကြားရတယ်တွေ့ရတယ်စာပေမှာလည်းဖတ်ရတာဖြစ်တယ်ဒါကြောင့်ဖယားဆိုတဲ့စကားလုံးရဲ့မူရင်းကမွန်စကားဖြစ်တယ်ဖယားဆိုတဲ့စကားနဲ့လာတာဖြစ်တယ်ဆိုရကိုစာပေအရကျွန်တော်တွေ့ရတာဖြစ်ပါတယ်နော်ဆိုတော့ဒီနေရာမှာတစ်ခုထပ်ထည့်ခြင်းနဲ့အရေးကြီးတစ်ခုရှိတယ်အဲ့ဒါကပါဆိုမွန်လူမျိုးတွေကဖယားကိုကောရမမြတ်စွာဘုရားကိုခေါ်သလားဆိုတဲ့အရာကိုစဉ်းစားစရာဖြစ်လာတယ်ပေါ့နော်သူ့အတွက်ပဲအဓိကတုံးတာလားဆိုတဲ့စကားလုံးကိုကျွန်တော်ကစဉ်းစားစရာဖြစ်လာဆိုတော့မွန်ပြည်နယ်မှာမွန်လူမျိုးကြီးကဘယ်ခုနှစ်မှာစတင်ကျင့်သုံးတယ်လဲဆိုတဲ့ခါမှာ BC 2500ဖြစ်ပြန်ရော BC 2500ဆိုတော့ကောရမကမမွေးသေးဘူးနော်ကောဓမကမမွေးသေးဘူးကောဓမက BC 900မှာမွေးတာနော် BC နဲ့ AD ရေးတဲ့ပုံစံမတူဘူးဒီမှာတစ်ခါတည်းထည့်ပြောလိုက်မယ်နော် BC ကကြီးရာကနဲ့ငယ်ရာကိုတွားတာ AD ကကြီးရာကနဲ့မနော်ကြီးရာကနဲ့ဘယ်တော့ဆန်ငယ်ရာကနဲ့ကြီးရာကိုတွားတာ AD က1 2 3လေးအဲ့ဒါ AD BC နဲ့ရေးမယ်ဆိုတော့ဥမာ30 9 8အဲ့ဒီလိုစသဖြင့်ကြီးရာကနဲ့ငယ်ရာကိုရေးတာဖြစ်တယ်ဒါကြောင့်ဒီကနေ့မွန်လူမျိုးတွေကဖယာဆိုတဲ့3တဲ့ခုနှစ်ဒီ BC 2500ဖြစ်နေတဲ့အတွက်ကြောင့်ကောရမတူတီကိုတာရင်ညွှန်ပြီးမှဒီစကလုံးကိုထွန်တာလည်းမဟုတ်ဘူးတုံးတာလည်းမဟုတ်ဘူးဆိုတော့ဘက်တူဒီကိုသူတို့ကတုံးတယ်လေအရာကိုကျွန်တော်ကပြန်ပြီးမှလေ့လာမယ်ဆိုလို့ရှိရင်သူတို့ကိုးကွယ်တဲ့နတ်ဖယားသူတို့ရဲ့ဘုရင်ကိုလည်းဖယားနေရာမှာထားတယ်သူတို့အမျက်တနှိုးထားတဲ့အရာတွေကိုသူတို့ယိုတီလေးစားတဲ့ပုံကိုယ်ကြီးကိုဖယားဆိုမှတုံးထားတာဖြစ်တယ်ဒါကြောင့်အဲ့ဒီစကလုံးကိုကျွန်တော်မြန်မာပြည်အလဲပိုင်းပကံခိတ်ရောက်လာတဲ့ခါမှာဖယာကိုဖယားအဖြစ်ပြောင်းတုံးကြတယ်ဆိုရကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်းနဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဖယားဆိုတဲ့စကလုံးဟာဗမာစကားသူတူတီအတွက်သူကိုကိုွယ်တဲ့ဖယားအတွက်တီးခြားတီထွန်ခြင်းမဟုတ်ဘူးလာရဖြစ်တဲ့မွန်ဘာသာစကားဖယာဆိုတဲ့စကားလုံးကိုလေ့လာခြင်းအပြင်တဲတဲကွယ်ကွယ်မြင်တွေ့နိုင်တာဖြစ်တယ်ဒါကြောင့်ဒီကနေ့ဖယာဆိုတဲ့စကားလုံးကိုကျွန်တော်တို့နော်ဘာသာခြားဖြစ်တဲ့ခရစ်ယာန်ပဲဖြစ်ပါစေဟိန္ဒူပဲဖြစ်စေမွတ်စလင်ပဲဖြစ်နေပါစေသုံးဆွဲခွင့်ရှိတယ်ဆိုတော့ဒီနေရာမှာပေါ်လွန်ထင်ရှားစေတာဖြစ်တယ်ဆိုတော့ဖယာဆိုတဲ့ဟီဘရုစကားလုံးအယ်လိုဟင်ဒီကတော့900စုမှာစတင်ကျင့်သုံးတယ်ပြီးလို့ဟာလီဆိုတဲ့ခရစ်လူမျိုးဒီက BC 800စုမှာနော်900စုဒီမှာနော်ကျင့်သုံးခဲ့တယ် BC 1300ဒီမှာကျင့်သုံးခဲ့တယ်ဆိုတဲ့စာပေတွေမှာအများကြီးကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီကနေ့ဟီဘရုမှာဆိုလို့ရှိရင်တော့ BC 900စုမှာကျင့်သုံးခဲ့တယ်ဒါကြောင့်ဒီကနေ့ဖယားဆိုတဲ့စကားလုံးကိုလူတိုင်းဘာသာတိုင်းကကိုကိုွယ်တဲ့ဖယားရဲ့နန်စာအဖြစ်ကျွန်တော်သုံးပိုင်ခွင့်ရှိတယ်ဆိုရဲ့အရာလေးကိုကျွန်တော်အနည်းငယ်ပြောပြချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ထွတ်မြောက်ရာကျမ်းဒီထွတ်မြောက်ရာကျမ်းက BC 1450မှာရေးတာဖြစ်တယ်ဒါကြောင့်အဲ့ဒီမတိုင်ခင်ကလေးနဲ့ Elohim ဆိုတဲ့စကားလုံးကသုံးပြီးသားဖြစ်တယ်ဒါကြောင့်ထွတ်မြောက်ရာကျမ်းအခန်းကြီး3အငယ်14ထဲမှာဗာပြောထားတယ်လေဆိုလို့ရှိရင်ဒီထဲမှာပေါ့နော်ဆိုတော့ငါဖြစ်သည့်အတိုင်းငါဖြစ်၏ဘုရားကပြောတယ်ဆိုတော့ဘုရားသခင်နဲ့မောရှေပြောတဲ့စကားဖြစ်တယ်ပြီးလို့ရှိရင်အခန်းကြီး20အငယ်3ရောက်တဲ့ခါမှာငါမှတပါအခြားသောဘုရားကိုမကူးကွယ်ရသူတာထင်ဘုရားဖြစ်တဲ့အကြောင်းမှာသူတုံးထားရကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့အဓိကဒီဗီဒီယိုလုပ်ခြင်းရဲ့ရည်ရွယ်ချက်ကဖယားဆိုတဲ့စကားလုံးဟာကောရမတူတဲ့အတွက်မဟုတ်ဘူးနတ်ဖယားတစ်ခုတဲ့အတွက်မဟုတ်ဘူးဘေပုဂ္ဂိုလ်ကိုကတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကိုကွယ်တဲ့ပုဂ္ဂိုလ်ရဲ့နန်စာကိုကွယ်တဲ့လူပုဂ္ဂိုလ်ရဲ့နန်စာအဖြစ်ဖယားဆိုတဲ့စကားလုံးကိုသုံးဆွဲလို့ရတဲ့စာကြောင်းလေးကိုဒီနေရာမှာအဓိကပြောချင်တာဖြစ်ပါတယ်လို့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာဖယားကလိုအပ်တယ်တင်ဖယားလို့တင်စားတဲ့အရာကဘယ်လိုမျိုးပုံကိုယ်လဲဘယ်လိုသူ့မှာ
ဂုံပုတ်ရှိလေဆိုတာပဲအရေးကြီးတာဖြစ်တယ်